ဒါဟာညံရံသွေးကိုစမ်းသပ်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။စီမင်းကတော့ရိုးရှင်ပြီးဆရာဖြစ်သူပန်းတီတလုံးကိုစားလို့မပြီးခင်မှာကျောင်းသားတိုင်းဟာမိကွန်းပေါင်း100ကိုဖြေဆိုကြရမှာဖြစ်ပါတယ်။ကောင်လေးတယောက်ဟာသူ့ရဲ့လင်းမြန်တဲ့အတွေးခေါ်ကြောင့်မိကွန်းအားလုံးကိုအချိန်မတိုင်ခင်စောစီးစွာဖြေဆိုနိုင်ခဲ့ပါတယ်။9မိနစ်ကြာမှတော့စာမေးပွဲပြီးဆုံးသွားခဲ့ရပါပြီ။ဆရာဖြစ်သူကအဖြေတွေကိုအဲ့ဒီနေရာမှာတင်ချက်ချင်းစစ်ဆေးပြီးအောင်မြင်တဲ့သူတွေကိုကြေညာလိုက်ပါတယ်။လူတိုင်းဟာအံ့အားသင့်သွားခဲ့ကြရပါတယ်။အဲ့ဒီကောင်လေးလည်းစာမေးပွဲအောင်မြင်လိမ့်မယ်လို့သူတို့ဘယ်တော့မှထင်မထားခဲ့ကြလို့ပဲဖြစ်ပါတယ်။အောင်မြင်သွားတဲ့ကျောင်းသားတွေဟာဒုတိယအဆင့်ကိုဆက်လက်တက်လန်းခွင့်ရရှိသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုကောင်မလေးတယောက်ရဲ့ခဲတဲ့ဟာရေမြောင်းထဲကိုမတော်တဆပြုတ်ကျသွားခဲ့ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့သူမရဲ့သူငယ်ချင်းဟာဘာမှမကူညီပဲချက်ချင်းလက်ထွက်သွားခဲ့ပါတယ်။ကောင်လေးကကူညီခြင်းပေမဲ့နောက်ထပ်စာမေးပွဲဆက်ဖို့အတွက်10မိနစ်တာလိုရတော့တယ်။ဒါကြောင့်သူဟာသူ့ရဲ့ခဲတံကိုထက်ဝက်ချိုးပြီးကောင်မလေးကိုတချမ်းပေးလိုက်ပါတော့တယ်။ကောင်မလေးလည်းအလွန်ပဲကျေးဇူးတင်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဒုတိယအဆင့်ပြိုင်ပွဲဟာစတင်ခဲ့ပါပြီ။ဒီတစ်ချိန်မှာတော့မိကုန်းတွေဟာပို့ပြီးတော့ခက်ခဲလာခဲ့ပါတယ်။လူတိုင်းဟာထိတ်လန့်တုန်လှုပ်ကုန်ကြပါတော့တယ်။ပြိုင်ပွဲဝင်တယောက်ဆိုရင်လန်တဝက်မှာတင်လက်လျှော့အရှုံးပေးသွားခဲ့ရပါတယ်။ကောင်လေးလည်းစိတ်လှုပ်ရှားနေခဲ့ရတာပါပဲ။ဒါပေမဲ့ကောင်မလေးကတော့အံ့စရာကောင်းလောက်အောင်မြင်မြန်ဆန်ဆန်ပဲဖြေဆိုပြီးသွားခဲ့ပါတယ်။သူမပြင်ကိုလမ်းလျှောက်ထွက်သွားတဲ့အချိန်မှာတော့ကောင်လေးစီကိုသူမရဲ့အဖြေလွှာကိုတိတ်တဆိတ်ပစ်ချပေးခဲ့ပါတယ်။ဒါဟာကောင်လေးရဲ့ကူညီမှုကိုကျေးဇူးဆက်တဲ့သူမရဲ့နေလမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကောင်လေးကတော့မယိုးမသားမလုပ်ချင်တဲ့အတွက်အဲ့ဒီစာရွက်ကိုဘေးကိုတွန်းဖယ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာမိကုန်းတွေကိုစိတ်အေးလက်အေးနဲ့ပြန်လဲကြည့်ရှုပါတော့တယ်။နောက်ဆုံးမှာတော့သူဟာအဲ့ဒီထဲကရှိုးဝက်ချက်ကိုရိပ်မိသွားခဲ့ရပါပြီ။အဖြေတိုင်းဟာနောက်ထပ်လာမဲ့မိကုန်းရဲ့အတွင်းထဲမှာပေါအောင်နေခဲ့တာဖြစ်ပါတယ်။ဒီစာမေးပွဲဟာဘ ഹു တုတကိုစမ်းသပ်တာမဟုတ်ပဲအာယုံဆိုင်မှုနဲ့အကဲခတ်မှုကိုစမ်းသပ်တာသာဖြစ်ပါတယ်။မျှော်လင့်ထားတဲ့အတိုင်းပဲကောင်လေးဟာဒီတစ်ချိန်မှလည်းထပ်မံအောင်မြင်သွားခဲ့ရပြန်ပါတယ်။နောက်ဆုံးမှာတော့ကျောင်းသား9ယောက်သာတတိယအဆင့်ကိုရောက်ရှိသွားခဲ့ကြပါတယ်။သူတို့နဲ့စကားပြောကြည့်တဲ့အခါမှာတော့အဲ့ဒီကောင်မလေးဟာလည်းပြိုင်ပွဲထဲမှာရှိနေသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။တတိယအဆင့်ဟာစာမေးပွဲဖြေဆိုရတာမျိုးမဟုတ်တော့ပါဘူး။သူတို့ဟာအမေးအောင်ဒါမှမဟုတ်အဖြူရောင်စတူရန်ပုံစံအခင်းပြားတွေကိုမနှင်းမိစေပဲအခန်းတစ်ခုလုံးကိုဖျက်ဆီးကြရမှာဖြစ်ပါတယ်။ပထမဆုံးကောင်မလေးဟာပတ်ဝန်းကျင်ကိုကြည့်ပြီးဒါဟာဘလို့မှမဖြစ်နိုင်ဘူးလို့ယုံကြည်မှုအပြည့်နဲ့ပြောဆိုလိုက်ပါတယ်။သူမအဲ့ဒီလိုပြောလိုက်တဲ့မိနစ်မှာပဲဆရာဖြစ်သူကသူမကိုပြိုင်ပွဲကနေထုတ်ပယ်ပစ်လိုက်ပါတော့တယ်။ဒုတိယမြောက်ကောင်မလေးကတော့ကျိုးတစ်ချောင်းကိုထုတ်ပြီးတစ်ဖက်ကတကားလက်ကင်မှာချီနှောင်ကာကျိုးကိုအသုံးချပြီးအခန်းကိုတေးသေးချာချာဖျက်ဆီးသွားခဲ့ပါတယ်။မျက်မှန်တဲ့ကောင်လေးကတော့သူ့ရဲ့တတောင်စစ်နဲ့ဒူးတွေကိုသုံးပြီးအရှိကိုတွားသွားခဲ့ပါတယ်။သူဟာစီးမြင့်တွေရဲ့ကဟာကွက်ကိုအသုံးချပြီးစိန်ခေါ်မှုကိုအောင်မြင်အောင်လှုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အားကစားအလွန်တော်တဲ့ကောင်လေးတစ်ယောက်တက်လာခဲ့ပါတယ်။သူဟာဆူဆွနေတဲ့အခင်းပြားပေါ်ကိုခုန်တက်ပြီးစပိုက်ဒါမန်လိုမျိုးအခန်းကိုဖျက်ဆီးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကောင်လေးရဲ့အလဲကိုရောက်ရှိလို့လာခဲ့ပါပြီ။သူဟာစက္ကန့်နှဲငယ်လောက်စဉ်းစားပြီးအရှိကိုတက်တက်ကြီးပဲရိုးရိုးရှင်းရှင်းလမ်းလျှောက်သွားခဲ့ပါတယ်။လူတိုင်းကိုအံ့အားသင့်စေပြီးသူဟာစာမေးပွဲကိုအောင်မြင်သွားခဲ့ရပါတော့တယ်။အခန်းတစ်ခုလုံးဟာတိတ်ဆိတ်သွားခဲ့ရပါတယ်။သူ့ရဲ့တွေးခေါ်မျှော်မြင်မှုအရမြေပြင်ကအခင်းပြားတွေဟာစတူရန်ပုံစံတွေလုံးဝမဟုတ်ကြပါဘူး။သူတို့ဟာထောက်မှန်စတူကန်ပုံစံတွေဖြစ်ကြပါတယ်။ပြီးတော့စီးမြင့်ကအမေးအောင်ဒါမှမဟုတ်အဖြူရောင်စတူရန်ပုံစံအခင်းပြားတွေကိုပဲမနှင်းဖို့တားမြစ်ထားတာဖြစ်လို့ပဲဖြစ်ပါတော့တယ်